ကိုရီးယားမှာရောက်နေတဲ့သူတွေ passport တက်တန်းတိုးမယ်ဆိုရင်အခွင့်ဘယ်လောက်ဆောင်အောင်မလဲရဲ့ကျွန်တော်တို့ဘယ်လိုဆောင်အောင်မလဲဆိုတာကိုကျွန်တော်ဒီနေ့ပြောပြပေးမှာဖြစ်ပါတယ်ကိုရီးယားမှာရောက်နေတဲ့သူပေါ့နော်ပြည်ပမှာရောက်နေတဲ့သူတွေကတော့ passport မရှိရင်တက်တန်းမရှိရင်ကျွန်တော်တို့ကဗီဇာအခက်အခဲရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်တခြားဘာကြောင့်ရတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ဒီနေ့ပြောပြမှာတော့ passport တက်တန်းတိုးတဲ့အခါမှာဒီအခွင့်ဘယ်လိုဆောင်မလဲဘယ်လောက်ဆောင်မလဲဆိုတာကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဒီအခွင့်ကောက်တဲ့စနစ်ကတော့ကျွန်တော်တို့2023ကျွန်တော်တို့ဒီ10လပိုင်းကနေပြီးစပြီးကောက်တာပေါ့ဒီ10လပိုင်း2023 10လပိုင်းကနေကျွန်တော်တစ်လကိုဒီ3200ကောက်တာဖြစ်တယ်ပေါ့နော်3200ဖြစ်ပါတယ်ကျွန်တော်တို့တစ်နှစ်ဆိုရင်384,000ဖြစ်ပါတယ်ဒါ3,800ပေါ့နော်တစ်နှစ်ဆိုရင်ကျွန်တော်တစ်နှစ်ခွဲဆိုရင်5,9,600ဖြစ်ပါတယ်ဒါကိုရီးယားမှာ2023 10လပိုင်းစပြီးဒီနေ့ထိရောက်ရင်ဒီနေ့ထိအခွင့်ဆောင်ရမယ်ပေါ့နော်အဲ့အမှမဟုတ်ဘူးကျွန်တော်ဒီ2023နောက်မှရောက်တယ်ကိုရီးယားရောက်တာတစ်နှစ်ရှိပြီဆိုရင်ကျွန်တော်တစ်နှစ်ခါကိုဆောင်ရမယ်ပေါ့နော်တစ်နှစ်ဆိုရင်ကျွန်တော်တို့ဘယ်လောက်ဆိုရင်ကျွန်တော်12နဲ့စနစ်နဲ့ကျွန်တော်တို့3200နဲ့ကျွန်တော်မြောက်လိုက်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့38,400ဖြစ်ပါတယ်ဒါကိုက14လရှိရင်14လဆောင်ပေါ့နော်ကျွန်တော်တို့ကဒီတစ်နှစ်က12လဒီ16လစာပေါ့နော်16လစာကိုကျွန်တော်က3200နဲ့ကျွန်တော်မြောက်လိုက်ရင်ကျွန်တော်တို့အခွင့်ဘယ်လောက်ဆောင်ရမလဲဆိုတာကိုထွက်လာမှာဖြစ်ပါတယ်ဒါအများအဖြစ်မသိကြဘူးပေါ့နော်တန်ရုံရောက်ရင်တော့ကလေးကလေးနဲ့ဖြစ်နေမှာဆိုတော့ကျွန်တော်ကအခုကကြိုပြီးပြောပြတာပါပြီးရင်ကျွန်တော်အခွင့်ကိုဘယ်လိုဆောင်ရမလဲတန်ရုံရောက်ရင်တန်ရုံကအခွင့်ဆောင်မယ်ဆိုရင်တော့ကျွန်တော်တို့ကသူတက်တန်းကတော့စလစ်ပေါ့နော်တရက်တာချိန်ရှိတာဖြစ်တဲ့အတွက်ကြောင့်တရက်တက်တန်းမရှိတာပေါ့နော်တန်ရုံ passport တက်တန်းလုပ်မယ်ဆိုရင်ကျွန်တော်ကတန်ရုံကိုမနက်ခင်းအစောသွားပါ passport တက်တန်းလုပ်မယ်ဆိုရင်မနက်ခင်းပိုင်းတာတိုးလို့ရတာပေါ့နော်အဲတန်ရုံနားမှာဘန်တွေရှိပါတယ်အဲကဘန်တွေပေါ့နော်ကီးဝေးလို့ဟန်နာတို့အဲကဘန်တွေကကျွန်တော်တို့မြန်မာတွေဆိုရင်သိပါတယ်ဒီတန်ရုံနာမှာရှိနေတာဖြစ်တဲ့အတွက်ကြောင့်မြန်မာတွေကနေ့စဉ်ရက်ဆက်အိမ်မှာလုပ်နေရပေါ့နော်passport ကိုတက်တန်းတိုးတဲ့အခါမှာဝင်ငွေသွင်းနေရဖြစ်တဲ့အတွက်ကြောင့်သူတို့ကမြန်မာတွေလာရင်ဘယ်လိုလုပ်ရမလဲဘယ်လိုဆိုတာကိုချက်ချင်းသိနေရမလို့ကျွန်တော်တို့လွယ်ကူမြန်ဆန်နေပေါ့နော်ဆလစ်ပြီးရင်လည်းအမှားရမရှိပါဘူးအဲ့ဒီအခါမှာဘယ်လိုသွင်းရမလဲဆိုရင်ကျွန်တော်တို့ကဘန်ကိုသွင်းမယ်ဆိုရင်ငွေသားထုတ်သွားမှာဖြစ်ပါတယ်ကိုကတစ်နှစ်စာဆိုရင်38,400ပေါ့နော်အဲ့တစ်နှစ်စာငွေသားထုတ်သွားပါပြီးရင်ကျွန်တော်တို့ဒီဘန်ထဲကိုဝင်မယ်ဆိုရင်အဲ့နားမှာကျွန်တော်လမ်းပြရှိရပေါ့နော်သူကညွှန်ကြားရေးမှုရှိပါတယ်သူကဒီကကောင်တန်ရုံးရဲ့ဖောင်လေးပြည့်ရပေါ့နော်အဲ့ဖောင်မှာကျွန်တော်တို့တန်ရုံးရဲ့နံပါတ်ပြီးရင်ကျွန်တော်တို့နံပါတ်ပေါ့နော်ဘန်နံပါတ်ရဲ့တန်ရုံးရဲ့နာမည်ရဲ့ပြီးရင်ကျွန်တော်တို့ရဲ့နာမည်ပေါ့နော်နာမည်ရဲ့ဖုန်းနံပါတ်ရဲ့ကျွန်တော်တို့ရေးပြရမှာပါအဲ့ဒီကဖောင်လေးရပြီးဆိုရင်ကျွန်တော်တို့ကကောင်တာကိုသွားယူပြီးကောင်တာကိုသွားရမှာပေါ့နော်ကောင်တာကိုသွားပြီးငွေသားသွင်းအောင်ပါပဲသွင်းကတော့1,500လား3,000လားတော့မတိကြတော့ဘူးပေါ့နော်အဲ့ဒါဆိုရင်ဘန်ဝင်တန်းကျွန်တော်တို့စစ်လက်ပေးပါမယ်အဲ့စစ်လက်ကိုကျွန်တော်တို့ကယူပြီးရင်ဒီတန်ရုံးရပေါ့နော်ကျွန်တော်တို့ဖောင်နေပတ်စုတက်တန်းတိုးမဲ့ဖောင်နေနဲ့ကျွန်တော်တို့တစ်ခါတည်းတွဲတင်ရမှာဖြစ်ပါတယ်အဲ့တွဲတင်ပြီးရင်ကျွန်တော်တို့ခဏနေဒီတန်ရာရှိကနေကျွန်တော်တို့ရဲ့ဒီ passport ဒီစစ်လေးလေးပြီးမှဖြစ်ပါတယ်ဘယ်နေ့ဘယ်ရက်မှာလာပြီးထုတ်ပါဆိုပြီးအဲစစ်လေးလေးပြီးလိုက်မှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ကအခွင့်သွင်းရတဲ့ချက်လန်လေးပြီးလိုက်မယ်ပေါ့နော်အဲချက်လန်လေးအရေးကြီးပါတယ်ဘာလို့လဲဆိုရင်ကျွန်တော်တို့နောက်တစ်ခါဆောင်မယ်ပြုမယ်ဆိုရင်အဲချက်လန်ကိုပြရမှာပေါ့နော်အဲဒါကြောင့်အဲချက်လန်လေးလည်းသိမ့်ထားမှာပါမြန်မာပြည်ပြန်တဲ့အခါမှာအဲချက်လန်အရေးကြီးရပေါ့နော်ဒါငွေခွင်ဆောင်ထားတာဖြစ်တဲ့ကြောင့်မလို့အဲကအခွင့်ကိုချက်လန်လေးကိုကိုယ့်ရဲ့အိတ်ထဲမှာဆောင်ထားပါပြောက်လို့မရဘူးပေါ့နော်ဟုတ်ကဲ့ပါဒီလောက်ဆိုရင်တော့နားလည်မယ်လို့ထင်ပါတယ်ဒီ passport တက်တန်းတိုးတာနဲ့ပတ်သက်ပြီးအစားသုံးသိကျင်တာကျွန်တော်လာပြီးမေးလို့ရပါတယ်လူကိုယ်တိုင်ကျွန်တော်ခေါ်ပြီးလဲလိုက်ပြီးလဲလုပ်ပေးပါတယ်ပြီးရင်ကျွန်တော် passport တက်တန်းကိုလည်းဒီစောက်ထုတ်မယ်ဆိုရင်ကျွန်တော်ကိုသားထုတ်ပေးပါတယ်ကျွန်တော်ဝန်ဆောင်ကတော့ယူမယ်ပေါ့နော်ဒါကလူကိုယ်တိုင်လိုက်ပြီးလုပ်ပေးရတာဖြစ်တဲ့ကြောင့်မလို့ပါဟုတ်ကဲ့ပါအားလုံးသိကျင်တာရှိရင်ကျွန်တော်ရှိလာပြီးမေးလို့ရပါတယ်ပြီးရင်ကျွန်တော်တို့ဒီဖိုင်နေဖောင်းနေလိုချင်တယ်ဆိုရင်လည်းကျွန်တော်တို့ဒီဘူချောင်းနားမှာပဲကျွန်တော်ဆက်သွယ်ရင်ကျွန်တော်ထုတ်ပေးပါမယ်လိုအပ်ရင်ပေါ့နော်ဒီမိတ်တူတွေပါရေဟုတ်ကဲ့ပါဒီလောက်ဆိုရင်ကျွန်တော်နားလည်မယ်လို့ထင်ပါတယ်